ရှာကြည့်မယ်အတေးရဲ့ရိမ်မှာဘဝတစ်ချောင်းဆူရဲ့မချင်တဲ့ချက်တွေများနဲ့အန်ဒီရဲ့တွေကိုရင်ဆိုင်စေသူဆူရဲ့ဆူရဲ့လာတော့ပန်းရဲ့တပွင့်ဝေစာပွင့်လန်းရန်ဆူလေးများကထိမ့်သိမ့်လို့ကကွယ်တကယ်တော့ဘဝအတွက်ဆူဟာရောင်စုံဝေပြတပွင့်ပန်း